Hello guys, welcome to Easy World. Easy ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့ Easy နဲ့အတူတူရှောက်လည်ဖို့အတွက်ဂျပန်နိုင်ငံရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ရှင်တိုရှိုင်းကိုခေါ်သွားမယ်နော်။သူကရှီဘူယာမှာရှိရဲ့တိုကျိုမြို့ရဲ့ရှီဘူယာပေါ့နော်။မြို့လေကောင်ကြီးဆိုပေမဲ့အရန်ကိုစိမ့်ဆူလာပါတယ်တောအုပ်ကြီးတစ်ခုလိုပဲ။ဒီတောအုပ်လေးတွေကိုမဝင်ခင်ကော်ဖီလေးတောက်ဝဲကြမယ်နော်။ Easy သွားတော့ကတော့အရန်အေးရယ် temperature 7လောက်ရှိရယ်ဒါပေမဲ့အရန်ကိုeasy တိတ်ဆိတ်ပြီးတော့လေငင်းချမ်းတဲ့နေရာလေးတစ်ခုကိုရောက်သွားတယ်လို့ပဲ Okay easy နဲ့အတူတူတောအုပ်လေးတွေကိုသွားကြရအောင်နော်အရန်ကို easy တိတ်ဆိတ်ပြီးတော့လှပနေတဲ့တောအုပ်လေးမှာလူတွေကလေငြိမ်သက်ပြီးတော့လမ်းနေလျှောက်ကြတယ်တဘာဝအလှတရားကြီးအများကြီးတွေ့ခဲ့တယ်နေရာကလည်းအရန်အခြေကြီးပဲတကယ်ကိုတဘာဝအလှတရားတွေရှေးဟောင်းအရာတွေကိုထိမ့်သိမ်းထားမှအရန်တည်တာတယ်ဒါတွေကတော့နှစ်ရှည်ကြာလာပြီဖြစ်တဲ့ဝိုင်နေဖြစ်လိမ့်မယ်Easy ကတော့အိမ်နာမှာဓာတ်ပုံတွေအများကြီးရိုက်ခဲ့တယ်နေရာလေးလည်းလှတယ်စိမ့်စိမ့်ဆူဆူလေးနဲ့တောအုပ်လေးတွေကိုရောက်သွားတယ်လို့ခံစားရတကယ်မြို့လေကောင်ကြီးမှာရှိနေတယ်လို့တော့မှပဲမခံစားရတော့ဆက်သွားတဲ့အချိန် Easy တို့အခုတွေ့နေရတဲ့မုတ်ဦးကြီးကရှင်တိုရှိုင်းကိုသွားတဲ့လမ်းတောက်လျှောက်မှာအိမ်မုတ်ဦးကြီးပေါင်း၄ခုလောက်ရှိတယ်ဂျပန်လူမျိုးတွေကအဲ့နေရာကိုရောက်ပြီးဆိုလို့ရှိရင်အလေးပြုပြီးတော့အယူသေးပေးကြတယ်ပေါ့နော်ဒီမုတ်ဦးကြီးကတကယ်ရမ်းကြီးရယ်တပ်ပုံတွေလည်းရိုက်ခဲ့တယ်အခုရှင်တို့ဆိုင်ဖျားချောင်းရှိကိုရောက်ပြီပေါ့နော်အဲ့မှာဆိုရင်တကယ်ကိုပေါ့နော်စိမ့်ဆူလှပပြီးတော့တဘာဝနဲ့ထိတွေ့လိုက်တဲ့အခါမှာလူကလေအလိုလိုနှုတ်ပြိုလက်ဆက်ပြီးတော့ရန်ကိုနေလို့ကောင်းသွားတယ်ဘဝအမောတွေလည်းခဏတာပြေပြောက်ပြီးတော့အရန်ကိုလှပတဲ့ပဝင်းချင်းအလှတရားလေးတွေကိုလိုက်ပြီးတော့ခံစားလို့ရတယ်ပေါ့နော်Easy ကတော့ဒီရှင်တိုရှိုင်းအကြောင်းလေးကိုပြောရမယ်ဆိုရင်ဧကရမင်းကြီးကဒီဂျပန်နိုင်ငံကိုထူထောင်ခဲ့တဲ့ဧကရမင်းကြီးနဲ့သူ့ရဲ့အချင်းရတော်ကိုဒီရှင်တိုရှိုင်းဖျားချောင်းကြီးထဲမှာသူတို့ကိုပိမှန်လုပ်ပြီးတော့ဝိညာဉ်တွေကိုအယိုသေးပြုတဲ့နေရာတစ်ခုလို့သိရတယ်ပေါ့နော်1920ခုနှစ်ကစပြီးတော့ဒီနေရာကိုထူထောင်ခဲ့တာတိဆောက်ခဲ့တာပေါ့နော်ဧကရမင်းကြီးဆုံးမသွားပြီးရဲ့10နှစ်လောက်ကြာတဲ့အခါမှာတိဆောက်ခဲ့တယ်လို့သိရတယ်ပေါ့နော်ဒါပေမဲ့ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာတော့ဖျက်ဆီးခံလိုက်ရတဲ့အတွက်ကြောင့်1958ခုနှစ်မှာပြန်လည်တိဆောက်ခဲ့တဲ့ဖျားချောင်းကြီးပေါ့နော်ဧကရမင်းကြီးနဲ့ကျင်ရတော်ရဲ့ဂူပိမှန်ကိုဝိညာဉ်တွေထားတဲ့ဂူပိမှန်ရှိရဲ့နေရာမှာတော့ဗီဒီယိုတွေဓာတ်ပုံတွေရိုက်ခွင့်မရခဲ့ဘူးပေါ့နော်ဖျားချောင်းကြီးထဲမှာပဲလှလှလေးတွေရိုက်ခွင့်ရခဲ့တယ်ဒီနေရာကတော့ဆူတောင်းစာတွေရေးပြီးတော့ဆူတောင်းရတဲ့နေရာလေးပေါ့နော် Easy လည်းဆူတောင်းခဲ့တယ်Easy နဲ့အတူတူဒီနေရာလေးကိုအတူတူသွားရတယ်လို့မျိုးခံစားပြီးတော့ကိုဖြစ်ချင်တဲ့အရာလေးတွေကိုဆူတောင်းခဲ့နော် Easy ကတော့ဆူတောင်းစာလေးပို့ခဲ့တယ်ဘာဝလာတရားရင်းနဲ့အတူပျော်ရတဲ့အခိုက်အတန့်လေးပေါ့နော်အားလုံးလည်းပဲဒီနေရာလေးကိုရောက်ပြီးတော့ဘ ഹു တုတရင်းနဲ့အတူတူအေးချမ်းမှုငြိမ်သက်မှုစိတ်ဆူလန်းဆန်းတဲ့အမှတ်တရလေးတွေကိုတွေ့မြင်နိုင်မယ်လို့ယုံကြည်ပါတယ်နော်နောက်ဗီဒီယိုလေးအကြောင်းမှာပြန်ဆောင်ကြမယ်နော် Bye bye